ဖဖေကြီးရဲ့တားလေးကအသားဟင်းထက်စားကျင်သေးတယ်ရှင်တားရဲတကောင်တော့ဖမ်းကြည့် Hey gong Messi ဒီကောင်ကိုမင်းအောင်ဖမ်းမှငါတို့တွေပျော်ပွဲဆင်နွှဲလို့ရမှာထိုးအားလုံးကခုံကြငါကဘောလုံးမင်းသားယော်နယ်ဒိုမဟုတ်ဘူးငါကတော့ဘရင်ဖြစ်တယ်ဟာ အားလုံးပဲမင်္ဂလာပါခုနကလိုမျိုး AI ဗီဒီယိုတွေဖန်တီးပြီးတော့ YouTube ပေါ်ကငွေချချင်တဲ့မိတ်ဆွေတို့အတွက်တည်င်းကောင်းလေးဖြစ်ပါတယ်မိတ်ဆွေမှာကွန်ပျူတာရှိစရာမလိုပါဘူးဘိုက်ဆန်ပေးပြီးတော့ Premiere account တွေဝယ်သုံးနေစရာလည်းမလိုပါဘူးခင်ဗျာစာရိုက်ဖို့အတွက်အင်္ဂလိပ်စာတက်စရာတော့မလိုပါဘူးဗျာလိုတာကတော့မိတ်ဆွေမှာဖန်တီးချင်တဲ့အုံနောက်တစ်စုံနဲ့ဖုန်းကလေးတစ်လုံးရဲ့မြန်မာစာကောင်းကောင်းလေးရိုက်တတ်ဖို့ရင်ဒါပဲလိုပါတယ်ကျွန်တော်ရဲ့ဒီ channel ကို subscribe လုပ်ထားတဲ့မိတ်ဆွေအားလုံးဟာ AI ပညာရပ်တွေကိုစိတ်ဝင်စားပြီးတော့စူးစမ်းချင်တဲ့မိတ်ဆွေတွေတက်ကြွတဲ့လူငယ်တွေလို့ကျွန်တော်ကယုံကြည်ထားပါတယ်အခုသင်လေဒီဗီဒီယိုကိုကြည့်နေပြီဆိုရင်တော့ AI အကြောင်းအရာကိုစင်ဆက်မပြတ်တင်ဆက်ပေးမယ်ဒီ channel ကို subscribe နဲ့နှိပ်ပြီးတော့အဆုံးအထိဒီဗီဒီယိုကိုကြည့်ပေးဖို့တောင်းဆိုပါတယ်ဗျဆိုတော့ကျွန်တော်တို့ဖန်တီးနေလဲစားလိုက်ကြရအောင်ပါကျွန်တော်တို့ပထမဦးဆုံး ChatGPT ထဲကိုဝင်ပါ ChatGPT မှာဘာလို့မှလဲဆိုတော့ကျွန်တော်တို့ prompt ရေးရမှာပါ prompt ရပြီးမှဒီ prompt ကိုကျွန်တော်တို့ကပုံထုံးမှာပေါ့နော် prompt ရေးခိုင်းလိုက်တဲ့ ChatGPT ကိုတည့်ရက်တွေအတရေခွန်တွေနဲ့ဝက်ဆန်ထားတဲ့လူရိုင်းကောင်းတဲ့ရဲ့ကောင်းစဉ်က AI ပုံဖော်ပေးတဲ့ကြောက်ခေလူသား prompt ကခုရေးပေးပါဆိုပြီးတော့ကျွန်တော်ရေးခိုင်းလိုက်တယ်ပေါ့နော်သူကချက်ချင်းပဲရေးပေးပါတယ်ဒီမှာ prompt ကခုရလာပြီပေါ့နော် okay prompt ကခုရလာပြီဆိုလို့ရှိရင်ကျွန်တော်ကနောက်ထပ်တစ်ခုရေးခိုင်းလိုက်မယ် AI ကိုမရေးခိုင်းပေးနဲ့ကိုဟာကိုရေးမယ်ဆိုလို့ရပါတယ်ဘယ်လိုရေးလိုက်လို့ရပါတယ်ကျွန်တော်ရေးပြမယ်ပေါ့နော်ဥပမာတစ်ခုပေါ့နော်ရိုနယ်ဒိုမက်ဆီနေမာသူတို့၃ယောက်ဟာလူရိုက်ဝက်ဆန်ကမျက်နှာပေါ်မှာအဖြူစင်ကြောင်းတွေလိမ့်ချပြီးလက်တစ်ဖက်စီတွင်လှန်ရှေကိုင်ကတော်နယ်ထက်မှာအမဲလိုက်နေကြတယ်ဆိုပြီးတော့ in English ဆိုပြီးတော့နောက်ဆုံးမှရိုက်ပေးလိုက်ပေါ့နော်အခါကြလို့ရှိရင်သူအင်္ဂလိပ်လိုရေးပေးလာပါလိမ့်မယ် okay ကျွန်တော်တို့ prompt တွေကိုရပြီးပြီ prompt တွေကိုရပြီးပြီဆိုတော့ဒီ prompt တွေကိုကျွန်တော်တို့ပုံထောင်းရမှာပေါ့နော်ပုံထုတ်ဖို့အတွက်ကြာလက်ပြီးတော့ select ပေးပြီးတော့အဲ့ဒါကိုကျွန်တော်တို့ copy ယူရမှာပါ okay select ပေးပြီး copy ယူပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Chrome browser ထဲကိုဝင်ပါ Chrome browser ထဲမှာဒီအပေါ်က search bar ပေါ်မှာကျွန်တော်တို့ရမှာပါ Google AI Studio ဆိုပြီးတော့ကျွန်တော်တို့ရိုက်ချလိုက်ပါ GOOGL Google AI Studio STUDIO Google AI Studio ဆိုပြီးတော့ enter ခေါက်လိုက် okay အထက်ကိုရောက်လို့ရှိရင်ဒီ software နော်ဒီအထက်ကိုဝင်ရမှာပါ okay ဝင်လိုက်ပါဝင်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီအပေါ်ကအကြောင်းလေး၃ကြောင်းကိုနှိပ်လိုက်နှိပ်ပြီးသွားလို့ရှိရင်ဒီ chat ဆိုတဲ့ဟာကိုရွေးလိုက်ပါခင်ဗျာ chat ဆိုတဲ့ဟာကိုရွေးပြီးရင်ကျွန်တော်တို့ခုနက copy ယူလာတဲ့စာကိုဒီနေရာမှာ paste ရှားပြီးလို့ရှိရင်အောက်ကမြားလေးကိုနှိပ်လိုက်နှိပ်ပြီးလို့ရှိရင်တော့သူ generate လုပ်ပေးလာပါလိမ့်မယ်အဲ့ဒါကိုကျွန်တော်တို့ခဏလေးစောင့်ရမှာပါခဏလေးစောင့်ပေးလိုက်ပါ okay ဒီမှာပုံရလာပြီနော်ပုံရလာပြီဆိုလို့ရှိရင်နောက်ထပ် prompt တွေအကုန်လုံးကိုလည်းအဲ့လိုပဲ copy သွားယူဒီနေရာမှာ paste ချပုံထုတ် copy သွားယူ paste ချပုံထုတ် prompt ကခုဆို9ခေါက်ပေါ့နော်အကုန်လုံး free ထုတ်မှဖြစ်ပါတယ် Premiere လည်းပတ်စံပေးပြီးတော့ဝယ်သုံးစရာလည်းမလိုပါဘူးခင်ဗျာအကုန်လုံးက free ပြပေးမှာပါဆိုတော့ပုံတွေတပုံဝိတပုံသွားထုတ်လိုက်မယ်ပုံသွားထောက်လိုက်မယ်ပုံတွေအကုန်လုံးရပြီးရင်တော့ဒီပုံတွေကိုကျွန်တော်တို့ပြန်ပြီးတော့တစ်ခါပြန်ကြည့်မယ်ပေါ့နော် number ဒီတစ်ခါ number ဒီ okay ပုံတွေအကုန်လုံးရလာပြီဆိုလို့ရှိရင်ဒီပုံတွေကိုကျွန်တော်တို့ဗီဒီယိုအဖြစ်ပြောင်းမှာ Chrome browser ထဲကိုဝင်လိုက်ဝင်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ search bar ပေါ်မှာ Clean AI ဆိုပြီးတော့ရိုက်ချလိုက်ပါခင်ဗျာKLING Clean AI ဆိုပြီးတော့ရိုက်ချလိုက်ပါ Clean AI ရိုက်ချပြီးလို့ရှိရင်ဒီ Clean AI နဲ့အများကြီးရှိတဲ့ထဲမှာဒီ account ထဲကိုဝင်ရမှာပါကျွန်တော်လက်ကလေးနဲ့ပြထားတယ်အဲ့ထဲဝင်လိုက်ပါပြီးလို့ရှိရင်တော့ဒီ generate ဆိုတာလေးကိုနှိပ်ပါခင်ဗျာအဖြူအောင်စင်ကြောင်းလေးနဲ့ generate ဆိုတာနဲ့ဗီဒီယိုပြောင်းမှဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုကိုနှိပ်ပြီးလို့ရှိရင်ကိုဗီဒီယိုအဖြစ်ပြောင်းမဲ့ခုနကထောက်ထားတဲ့ပုံကိုဒီအပေါ်က photo ဆိုတဲ့နေရာမှာထည့်ပါပြီးလို့ရှိရင်တော့
prong ကိုဒီနေရာမှာထည့်ရမှာပါ prong ကိုတော့ကိုယ့်ဟာကိုယ်ရေးလဲရသလိုအခုနကရေးထားတဲ့ prong တွေကိုပြန်ပြီးတော့တစ်ခါ copy ယူပြီးတော့ paste ချပြီးတော့သုံးလို့လည်းရပါတယ်ကျွန်တော်မှာတော့ကိုယ့်ဟာကိုယ်ပဲဒီအသစ်တစ်ခုပဲပြန်ရေးလိုက်ပြန်ပေါ့နော်တကယ်လို့မိတ်ဆွေဟာအသစ်ပြန်ရေးချင်တယ်ဆိုလို့ရှိရင်လည်းအင်္ဂလိပ်လိုရေးရင်မှားမှာစိုးတယ်ဆိုလို့ရှိရင်လည်းအစားကလေးကရေးတဲ့ပုံစံအတိုင်း ChatGPT မှာမြန်မာလိုရေးပြီးမှ English ဆိုလည်းရတယ် Right English ဆိုလည်းရတယ်ပေါ့နော်အဲ့လိုမျိုးတွားပြီးတော့ copy ယူပြီးတော့ဒီမှာ paste ချပြီးတော့ရေးလို့လည်းရပါတယ်ဒီမှာ5 second ထားမှာပါအပေါ်ကတော့ 1.6 ပေါ့နော်ပြီးလို့ရှိရင် generate ကိုနှိပ်လိုက်ပါတစ်ခါနှိပ်လို့ရှိရင် coin 25 coin ကုန်ပါတယ်ဒီ banner လေးမှာပေါ့နော် okay နှိပ်ပြီးတော့လည်းသူကဒီမှာ generate လုပ်နေပြီပေါ့နော် okay ပုံက video ရလာပြီဒီ video ကိုကျွန်တော်တို့ download ဆွဲထားလိုက်ပါခင်ဗျာအခုနကလိုပဲနောက်ထပ်ကျန်တဲ့ prompt တွေဓာတ်ပုံတွေကိုလည်းအကုန်လုံး video ပြန်ပြီးတော့ဒီနေရာမှာ generate လုပ်ပြီးတော့မှပြန်ထုတ်ပေါ့နော် video တွေထုတ်ပြီးလို့ရှိရင်ကျွန်တော်တို့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဗာလဲဆိုတော့အတန်ပေါ့နော်အတန်ကိုဖန်တီးရမှာပါဒီတစ်ခါအတန်ဖန်တီးဖို့အတွက် Chrome browser ထဲမှာ Google AI Studio ဆိုပြီးတော့ရိုက်ချလိုက်ပြီးလို့ရှိရင်ဒီဟာနော်ဒီဟာခုနကဟာပဲ Google AI Studio ထဲမှာဝင်ပြီးသွားလို့ရှိရင်အပေါ်ကအကြောင်းလဲ3ကြောင်းကိုနှိပ်လိုက်နှိပ်ပြီးလို့ရှိရင်ဒီအပေါ်ကအကြောင်းလဲ3ကြောင်းလားဒီထဲမှာဒီမှာ generate media ကိုနှိပ်ရမှာပါ generate media ကိုနှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာ Gemini speech generation ဆိုတဲ့ဥစ္စာကိုရွေးရမှာပါအဲ့ဒါကိုရွေးလိုက်ပါအတန်ပြောက်မှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီမှာ speaker 1နဲ့ speaker 2ဆိုတာနှစ်ယောက်ရှိတယ်ပေါ့နော် speaker 1ကိုမိမထားမလား speaker 2ကိုမိမထားမလားကြိုက်တဲ့ဟာကိုရွေးပေါ့နော် desktop size လေးပြောင်းလိုက်ပါခင်ဗျာကြည်ကြည်လေးမြင်အောင်ပေါ့နော်တော်တော်ဝါနေတယ်အကြည်ရှင်းလိုက်မယ်ဒီမှာ speaker နှစ်ယောက်ပေါ့နော်ဒီမှာအတန်ကိုရွေးမယ်ယောက်ျားအတန်နဲ့မိန်းမအတန်ဆိုပြီးတော့ကျွန်တော်တို့ကိုထားမယ်အတန်ကိုရွေးပါစမ်းကြည့်မယ် Got a project in mind? အဆင်ပြေပြီဆိုတဲ့အတန်ကိုယောက်ျား Ready to build something awesome today? မိန်းမအတန်ကိုဖြစ်ဖြစ်ကိုထားခြင်းနဲ့ What do you want to voice explore? ကိုရွေးလိုက်ပါရွေးပြီးရင်တော့ကျွန်တော်တို့ဒီအပေါ်နေရာမှာ Ready to build something awesome today? 1ဆိုရင်1 2ဆို2ပေါ့နော်ကိုထားခြင်းတဲ့နေရာမှာကိုပြောခြင်းတဲ့စကားကိုဒီအပေါ်မှာစာရရမှာဖြစ်ပါတယ်ဒီရှိပြီးသားစာကိုဖြတ်လိုက်ဖြတ်ပြီးလို့ရှိရင်ကျွန်တော်ကဒီလို speaker 1နေရာမှာမိမပြောမဲ့စာသားကိုရေးလိုက်တယ်ဖေဖေကြီးရှင်တားလေးကအသားဟင်းတွေထပ်စားချင်တဲ့တားရတဲ့ကောင်တွားဖန်းချီဆိုပြီးတော့ကျွန်တော်ရေးလိုက်တယ်ပေါ့နော်အဲ့လိုရေးလိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါကိုဘယ်လို generate လုပ်မလဲဆိုတော့ဒီ out မှာရှိတဲ့ဒီ run control ဆိုတာရှိပါတယ်ပေါ့နော် run control ဆိုတဲ့ဥစ္စာကိုနှိပ်လိုက်တာနဲ့သူက generate အတန်အစားကိုအတန်ပြောင်းမှာပါအဲ့ဒါကိုဒီဖုန်းပုံစံလေးနဲ့ဒီဥစ္စာတော့ ဖေဖေကြီးရှင် အဲ့ဒါ တား လေး လေး မှာ က တွားပြီးတော့ကျွန် တား တော် ဟင်း တို့ တွေ နားထောင်ရ ညက် မှာ ထ ဖြစ် စား ပါတ ချင် ယ် သေးတယ်တားရဲ့တကောင်သွားဖမ်းချီ ကျန်တဲ့ပုံအတွက်အတန်ကိုလည်းအဲ့လိုပဲတွားပြီးတော့ထုတ်လိုက်ပါအကုန်လုံးရပြီဆိုတော့ကျွန်တော်တို့ကက်ကက်မှာတွားပြီးတော့ဗီဒီယိုကိုဆက်လိုက်ဆက်ပြီးလို့ရှိရင်အတန်ကိုသွင်းလိုက်ဒီလိုနဲ့လည်းပဲဖန်တီးတာဖြစ်ပါတယ်အားလုံးအဆင်ပြေပြေနဲ့ဖန်တီးနိုင်ဖို့အတွက်လူလူကူကူနဲ့မြန်မာလိုပဲပြထားပါတယ်အားလုံးအဆင်ပြေကြပါစေဗျာနောက်ဗီဒီယိုမှာပြန်ဆောင်ချင်ပါတယ် subscribe နဲ့နှိပ်ပြီးတော့စောင်းမြော်ပေးဖို့လဲတောင်းဆိုပါတယ်ဗျာအားလုံး bye bye